ဒီနေ့အလုပ်ပဲရက်ကလွယ်ကူပပနဲ့လက်ဖက်သမင်းတောက်စားမယ်နော်ဒါကတော့သမင်းတစ်လုံးချက်ထားတာကိုအကောင်ထည့်ပါမယ်ကြက်တော်နီပလီထားတာကိုထည့်မယ်ကော်ပီတောက်ထည့်မယ်ဒါကတော့ပြုံးဘူးပေါ့နော်အဲ့မှာရှိတဲ့ဟာအကောင်လုံးကောက်ထည့်လိုက်ပါတယ်ဒီနေ့ကတော့လက်ဖက်သမင်းမတောက်ခင်ကျွန်တော်ရဲ့ဗီဒီယိုကိုကြည့်ပြီးရင်တော့ like and share လေးလောက်သွားပေးဖို့တောင်းဆိုချင်ပါတယ်နော်ကျွန်တော်ရဲ့ပက်ကိုအခု follow လေးလိုအပ်နေပါတယ်ကျွန်တော်ရဲ့ဗီဒီယိုကိုတွေ့တဲ့ခါကျရင် follow လေးလောက်တော့ပေးပါအောင်နော်ဒါကတော့လက်ဖက်ပေါ့နော်တစ်ဖက်ကတော့စီမှောက်သွားပြီးတော့6ကြီးဖြစ်နေတာပေါ့နော်ဒါကတော့စီအပြင်ကနေပဲထည့်လိုက်ပါတယ်ပြီးလို့ရှိရင်ရောတမသွားအောင်လက်နဲ့နေထားလိုက်ပါမယ်ဒီနေ့ကတော့လက်ဖက်သမင်းတောက်ကတော့အတန်မထည့်ဘူးလို့စဉ်းစားထားပါတယ်ဒါပေမဲ့တချင်းထည့်ထားပြီးတော့ဖွဲ့မှာတင်ကြည့်လိုက်တဲ့ခါကျတော့ copyright မိနေပါတယ်အဲ့ဒါကြောင့်ကျွန်တော်အတန်ထည့်လိုက်ပါတယ်နော်အစိမပြေရှိရင်လေနားလည်းပေးကြပါအောင်နော်အားလုံးနေလို့ပြီးဆိုရင်တော့ပကံတစ်လောက်နဲ့မှထည့်ပြီးတော့အလှပြင်ထားလိုက်ပါမယ်အဲ့မှာပဇွန်ကြောက်လေးရှိတော့ကျွန်တော်ပဇွန်ကြောက်လေးအပေါ်မှာနဲ့ထည့်လိုက်ပါတယ်နော်ပဇွန်ကြောက်နဲ့လက်ဖက်သမင်းနဲ့ဆိုရင်တော့လိုက်ဖက်ပါတယ်ဒါကတော့ကြက်ဥကြော်လေးတစ်လုံးထည့်လိုက်ပါတယ်ခရမ်းချင်ဒီလေးအနေငယ်တီးထည့်လိုက်ပါတယ်အဲ့မှာရှိတဲ့ပစ္စည်းတွေအားလုံးအကောင်လုံးကောက်ထည့်လိုက်ပါတယ်နော်ဒီနေ့ကတော့